မင်္ဂလာပါရှင်ရှောင်းမီရဲ့ brand ခွဲ AI ဆိုလက်ရဲ့ F5 Pro Max လေးပြပေးပါမယ်ရှင်သူကလေးပြင်းအား3ဆင်းပါပြီးတော့ဇာကောင်းလှည့်မယ်ဆိုလို့ရှိရင်ခလုတ်လေးကိုကြာကြာလေးဖိနေပေးထားမှာပဲဖြစ်ပါတယ်60 degree ဇက်လှည့်ရပါတယ်ရှင်ဒီ F5 Pro Max ဘာရှင်းမှာဆိုလို့ရှိရင်သူ့အတွင်းထဲမှာ battery mAh က 1000 mAh တောင်ပါတာဖြစ်တဲ့အတွက်ကြောင့်မလို့လေအားအနှိမ့်ဆုံးနဲ့အသုံးပြုမယ်ဆိုလို့ရှိရင်24နာရီကြာအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်လေအားအမြင့်ဆုံးနဲ့အသုံးပြုမယ်ဆိုလို့ရှိရင်4နာရီကြာအသုံးပြုလို့ရမှာဖြစ်ပါတယ်ရှင်တိုက်စီ charging နဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့မီးအကြကြီးမလာဘူးဆိုလို့ရှိရင်လည်း power bank နဲ့ထပ်ချိတ်ပြီးတော့အသုံးပြုလို့ရအောင်မှာပဲဖြစ်ပါတယ်ရှင်တန်ခါရဲ့အမြင့်အနေနဲ့ကတော့နောက်ထပ်2ပေခွဲဝန်းကျင်လောက်ဆန်းထုံနိုင်အောင်မှာပဲဖြစ်ပါတယ်ရှင်သူက portable အနေနဲ့ရော matte ရဲ့ fan အနေနဲ့ရော2မျိုးသုံးလို့ရမှာပဲဖြစ်ပါတယ် aircon ခန်းနေတို့ air cooler နဲ့ရောတွဲဖက်ပြီးတော့သုံးပြုလို့ရအောင်မှာပဲဖြစ်ပါတယ်ရှင် aircon ခန်းနေဆိုလို့ရှိရင်သူ့စီကထွက်တဲ့လေအားအပြင်းတဲ့အတွက်ကြောင့်မလို့အခန်းတွင်းလေထုကိုပို့ပြီးတော့မှအေးစေမှာပဲဖြစ်ပါတယ်ရှင်ပေါ်ပါပြီးတော့ဒလက်3လက်နဲ့ light weight balance ဖြစ်တဲ့အတွက်ကြောင့်မလို့ပန်ကာတန်လုံးဝမကြပါပဲနဲ့လေအားလည်း share ပြင်းပါတယ်ရှင်ယခုလက်တစ်လုံးမှာဝယ်ယူမယ်ဆိုလို့ရှိရင်တော့ discount 3000ကျပ်ရှိပါတယ်ရှင်328,800ကျပ်နဲ့ရရှိမှာပဲဖြစ်ပါတယ်ရှင်မိတ်ဆွေတွေရဲ့စုကနံမှာပန်ကာလေးကိုလာပြီးတော့စမ်းသပ်ဝယ်ယူလို့ရပါပြီအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်